တနေ့တာကိုစိတ်ဖိစီးမှုတွေနဲ့မစတင်ခြင်းပဲတည်ငြိမ်တဲ့အောင်မြင်မှုတွေကိုပိုင်ဆိုင်ခြင်းနဲ့အမျိုးသားတွေအတွက်အဓိကကြတဲ့အချက်တစ်ခုရှိပါတယ်လူအတော်များများကမနက်ခင်းမှာဖုန်းအရင်ကြည့်ပြီးတခြားသူတွေရဲ့အရေးပေါ်ကိစ္စတွေနောက်ကိုပဲလောက်ပါနေတတ်ကြပါတယ်ဒါပေမဲ့အရာအားလုံးကိုအလိုအလျောက်ကောင်းမွန်သွားစေမယ့်အခြေခံအုတ်မြစ်တစ်ခုရှိနေတာကိုသတိထားမိကြရဲ့လားဒီလျှို့ဝှက်ချက်ကဘာလဲဆိုတာကိုသိရှိသွားတဲ့အခါမိတ်ဆွေရဲ့စွမ်းအင်တွေဟာအံ့ဩစရာကောင်းတော့ပြောင်းလဲသွားပါလိမ့်မယ်အဲ့ဒီအခြေခံအုတ်မြစ်ကတော့အိတ်ဆက်ခြင်းပါပဲအိတ်ဆက်မှုအရေးသွေးကောင်းမွန်လာတဲ့အခါစွမ်းအင်တွေတိုးတက်လာပြီးစားတောက်မှုပုံစံကအစစိတ်ခံစားချက်အဆုံးအလိုအလျောက်ကောင်းမွန်လာတတ်ပါတယ်အဓိကအချက်နှစ်ချက်ကိုအာရုံစိုက်ဖို့လိုပါတယ်ပထမအချက်ကတော့ပိတ်ရက်ဒီအပါဝင်နေ့တိုင်းအချိန်မှန်မှန်အိပ်ရထားဖို့ဖြစ်ပြီးဒုတိယအချက်ကတော့အိတ်ခါနီမိနစ်60အလိုမှာမီးရောင်တွေကိုရှော့ချထားဖို့ဖြစ်ပါတယ်ဒါဟာခန္ဓာကိုယ်ရဲ့သဘာဝစနစ်ကိုနိုးကြားစေပြီးနှစ်ချိုက်စွာအိပ်ပျော်ဖို့ပြင်ဆင်ပေးတာပါဒါပေမဲ့အိတ်ခမ်းထဲမှာမလုတ်တဲ့အမှားတစ်ခုကတော့ရှိနေပါသေးတယ်အိတ်ခမ်းကိုအိတ်ဆက်ဖို့အတွက်ပဲတီးတန့်အသုံးချသင့်ပါတယ်အိတ်ရပေါ်မှာအလုတ်လောက်တာမျိုးဟာအုံနောက်ကိုနိုးကြားနေရမယ်လို့မှားယွင်းတဲ့သင်္ကေတတွေပေးလိုက်သလိုဖြစ်စေနိုင်ပါတယ်တကယ်လို့ညဘက်မှာအတွေးတွေများနေလို့အိတ်မပျော်ဘူးဆိုရင်အိတ်ရကထပြီးအဲ့ဒီအတွေးတွေကိုချရေးလိုက်တာကစိတ်ပိုင်းဆိုင်ရာအရာအဆုံးသတ်မှုကိုရရှိစေပါတယ်ခန္ဓာကိုယ်ရဲ့ဇီဝကမစနစ်ကိုကောင်းမွန်အောင်ပြင်ဆင်ပေးရုံနဲ့တင်ကြံတဲ့အရာတွေကသူ့အလိုလိုအဆင်ပြေသွားပါလိမ့်မယ်ဒါတွေမကသေးပါဘူးတီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတဲ့သူတွေမှာရှိတတ်တဲ့ထူးခြားတဲ့အလိအထားတစ်ခုရှိပါသေးတယ်အောင်မြင်ကြော်ကြားတဲ့သူတွေဟာသူတို့ရဲ့ကျွမ်းကျင်မှုနယ်ပယ်ပြင်ပကအရာတွေကိုတမင်တကာသင်ယူလေ့ရှိကြပါတယ်သင်္ချာကိုလေ့လာတဲ့ဂီတပညာရှင်ဒါမှမဟုတ်ဓာတ်တနိကဗေဒကိုဖတ်ရှုတဲ့လုပ်ငန်းရှင်တွေဟာသူတို့ရဲ့ပင်မနယ်ပယ်ကိုမတူညီတဲ့အမြင်တွေနဲ့ကြည့်ရှုနိုင်ကြပါတယ်မိတ်ဆွေလည်းဒီတစ်ဖက်မှာကိုနဲ့မဆိုင်တဲ့နယ်ပယ်တစ်ခုကိုတနာရီလောက်ပဲဖြစ်ဖြစ်အချိန်ပေးပြီးလေ့လာကြည့်ပါအဲ့ဒီကနေရရှိလာတဲ့အမြင်သစ်တွေကမိတ်ဆွေရဲ့ဘဝကိုဘလို့မျိုးအလှည့်အပြောင်းဖြစ်စီမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်အခုတော့မနက်ခင်းမိနစ်30အတွင်းလှုပ်ဆောင်ရမယ့်ပုံစံအသစ်ကိုကြည့်လိုက်ရအောင်မနက်နိုးလာတဲ့အခါဖုန်းကိုအရင်မကင်ပဲကိုယ့်ရဲ့မနက်ခင်းကိုကိုယ်တိုင်စီမံခန့်ခွဲလိုက်ပါအရင်ဆုံးခြေထောက်နှစ်ဖက်ကိုကျမ်းပြင်ပေါ်ချပြီးအသက်ကိုဖြီးဖြီးချင်း3ချိန်ရှူသွင်းတာကစိတ်ကိုတည်ငြိမ်စေပါတယ်အဲ့ဒီနောက်မှာကျေးဇူးတင်ရမယ့်အရာတွေကိုခဏလောက်စဉ်းစားပြီးခန္ဓာကိုယ်ကို9မိနစ်ခန့်လှုပ်ရှားပေးခြင်းကစွမ်းအင်တွေကိုနိုးကြားလာစေပါတယ်နောက်ဆုံးမှာတော့အရေးကြီးဆုံးအလုပ်တစ်ခုကို10မိနစ်လောက်အာရုံစိုက်လှုပ်ဆောင်လိုက်တာနဲ့တစ်နေ့တာလုံးအတွက်အရှိန်အဟုန်ကောင်းတွေရရှိသွားမှာဖြစ်ပါတယ်ဒီလိုသေးငယ်တဲ့အပြောင်းအလဲတွေဟာမိတ်ဆွေရဲ့စွမ်းအင်နဲ့စိတ်ဓာတ်ကိုအခိုင်အမာတည်ဆောက်ပေးနိုင်ပါတယ်စနစ်တကျနဲ့အခြေခံကနေစတင်တာဟာရည်ရှိအတွက်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ပါပဲဒီနေ့ပြောပြခဲ့တဲ့အချက်တွေကတော့ပုံမူကြီးမားတဲ့ဘဝပုံစံပြောင်းလဲမှုတွေရဲ့အစပြုခြင်းသာဖြစ်ပါတယ်နောက်ထပ်သိပ္ပံနီးကြပြီးထိရောက်တဲ့နီးလန်းတွေကိုလည်းဆက်လက်မျှဝေပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုစေချင်ပါတယ်